မင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော်ပြစရာမူလေးတစ်မူကြံတယ်ပေါ့ဗျာကျန်တော့ကျွန်တော်ဗီဒီယိုဖိုင်လေးအတူလေးနဲ့ပဲကြည့်လို့ရအောင်တင်ပေးလိုက်မယ်လိုက်တော့လိုက်လွှင့်နေတဲ့မှာတော့ထဲမှာပြလိုက်ပြီဗျာနော်အဲ့တော့ဝင်ကြည့်တဲ့မျိုးတွေတော့ကျန်2ရက်မှာဆင်ပြေမှာပါဗျာနော်အဲ့တော့ကျွန်တော်တို့အချက်ကြည့်မယ်ဗျာနော်ညနေပိုင်း3ညထိပ်ပေါ့ဗျာနော်3ညထိပ်ညနေပိုင်း3ညထိပ်ကြာပြီးတိုင်းမှာကျွန်တော်တို့3ရက်5ရက်အတွင်းမှာပါဝါနှက်ခတ်လိုက်ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်စစ်ပြပေးမယ်ညနေပိုင်း3ညထိပ်ဆင်ပြီးတိုင်းမှာ1ရက်2ရက်3ရက်အတွင်းမှာပါဝါနှက်ခတ်ဆိုတော့ကျွန်တော်တို့16ဆိုတော့ပါဝါဆင်းပေးပါတယ်ဟုတ်ကဲ့နော် sorry ဗျာနော်ညနေပိုင်း3ညထိပ်ဆင်းပြီးတိုင်း1ရက်2ရက်3ရက်အတွင်းမှာပါဝါနှက်ခတ်တွေလိုက်တယ်ဆိုတော့ဒီဘက်မှာတော့ပါဝါနှက်ခတ်တွေမဆင်းဘူးညနေပိုင်း3ညထိပ်ထပ်ဆင်းတယ်နော်ဒီမှာ16ဆင်းပေးပါတယ်ညနေပိုင်း3ညထိပ်နော်ဆင်းပြီးတိုင်း1ရက်2ရက်3ရက်မှာပါဝါနှက်ခတ်တွေလိုက်တယ်ဆိုတော့ကျွန်တော်တို့4ရက်မြောက်မှာ16ဆိုပြီးတော့လာဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့တစ်ချက်ကြည့်မယ်ကျွန်တော်တို့ဒီမှာဆိုရင်ညနေပိုင်း3ညထိပ်ထွက်ပြီးတိုင်း1ရက်2ရက်3ရက်မှာပါဝါနှက်ခတ်တွေဆင်းပေးသွားပါတယ်ပါဝါနှက်ခတ်တွေဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ညနေပိုင်း3ညထိပ်ထွက်တဲ့ပွဲတွေတစ်ချက်ကြည့်မယ်နော်1ရက်2ရက်3ရက်မှာပါဝါနှက်ခတ်တွေမဖြစ်မနေဆင်းတာကိုတွေ့ရမှာပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ညနေပိုင်း3ညထိပ်တွေကိုပဲလိုက်ကြည့်ပဲဗျာနော်3ညထိပ်ဆင်းပြီးတိုင်းဒီမှာဆိုရင်ညနေပိုင်း3ညထိပ်ဆင်းထားပါတယ်1ရက်2ရက်3ရက်မှာပါဝါတွေနှက်ခတ်တွေဆင်းပေးပါတယ်နော်အဲ့တော့ညနေပိုင်း3ညထိပ်တွေဆင်းပါတယ်1ရက်2ရက်3ရက်မှာပါဝါတွေနှက်ခတ်တွေဆင်းပေးပါတယ်ညနေပိုင်း3ညထိပ်ဆင်းပါတယ်1ရက်2ရက်3ရက်မှာကျွန်တော်တို့ပါဝါနှက်ခတ်တွေဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့မှတ်ကန်နေတဲ့မူလေးတွေယူသုံးမှာအကြိုက်တို့ယူသုံးမှာမျိုးတို့အမြင်လေးတွေလည်း comment လေးရေးပေးသွားကြပါဦးဗျာနော်ညနေပိုင်း3ညထိပ်ဆင်းပြီးတိုင်း1ရက်2ရက်3ရက်မှာပါဝါနှက်ခတ်တွေဆင်းပေးပါတယ်နော်ဒီမှာကျွန်တော်တို့ညနေပိုင်း3ညထိပ်ဆင်းပါတယ်1ရက်2ရက်3ရက်မှာပါဝါနှက်ခတ်တွေဆင်းပေးပါတယ်ဆိုတော့3ရက်တည်းမဆင်းမဲ့နဲ့4ရက်မြောက်မှာလာဆင်းပါတယ်နော်အဲ့တော့ကြောင့်ကျွန်တော်ရှေ့ဝေးမပြတော့ဘူးဒီမှာညနေပိုင်း3ညထိပ်ဆင်းပြီးတိုင်း1ရက်2ရက်3ရက်မှာပါဝါနှက်ခတ်တွေဆင်းပေးပါတယ်ဆိုတော့ပါဝါတွေဆင်းပေးပါတယ်နော်အဲ့တော့ပြက်ပင်မရှိအောင်တောက်လျှောက်3ရက်4ရက်အတွင်းမှာဆင်းနေတယ်ဆိုတော့ကျွန်တော်တို့အမျိုးတွေကျွန်တော်ဂျန်2ရက်မှာပါဝါနှက်ခတ်ပါဝါ395 16 2 38 4ပါနော်နှက်ခတ်1824 3569 80ပါနော်အဲ့တော့ဒီ10ခွက်ကိုလိုက်မယ်ဆိုရင်လည်းပတိလုံးစာထပ်ပူပြီးခိုင်ပါတယ်အဲ့တော့ညနေပိုင်း3ညထိပ်ဆင်းထားတဲ့ကြောင့်မလို့ပါဝါနှက်ခတ်တွေလာခြင်းမရှိသေးဘူးအဲ့တော့ဂျန်2ရက်မှာပါဝါနှက်ခတ်လိုက်မယ်မျိုးတွေလည်းစိတ်ချယုံကြည်စွာလိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်ပုံလေးတွေလည်းလိုအပ်တာကိုမူလေးတွေကိုပုံလေးတွေရေးပြီးတင်ပေးထားတာတွေရှိပါတယ်ဗျာနော်ကျွန်တော် wall တွေကို profile တွေကိုဝင်ကြည့်ကြပါဗျာနော် channel ထဲဝင်ကြည့်ပါကျွန်တော်ပုံလေးတွေတင်ပေးထားတဲ့စာသားလေးတွေအခွေလေးတွေလိုက်ဖို့အတွက်တင်ပေးထားတယ်နော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်တွေလည်းတင်ပေးထားတယ်အဲ့တော့ညနေပိုင်း3ညထိပ်ထွက်ပြီးတိုင်းကျွန်တော်တို့ဂျန်ရက်မှာနော်တစ်ပတ်အတွင်းမှာဆိုတော့ဂျန်ရက်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဂျန်ရက်မှာ2ရက်တာမှာပါဝါနှက်ခတ်တွေလာဖို့ရှိနေတယ်ပါဝါနှက်ခတ်တွေကြိုက်တယ်ဆိုတော့လည်းပတိတလုံးစာထက်ခိုင်ပါတယ်ဗျာနော်အဲ့တော့လိုက်ပါကျွန်တော်စစ်ပြထားတဲ့လေးနားမလဲအစားဆုံးတေချာပြန်ကြည့်ကြပါဗျာနော်အဲ့တော့ညနေပိုင်း3ညထိပ်ထွက်ပြီးတိုင်းမှာပါဝါနှက်ခတ်တွေလိုက်ဆင်းပေးတာကိုတွေ့ရမှာပါအဲ့တော့အားလုံးပဲ fighting ပါဗျာနော်